ကလေးငယ်၏အာကာသဝတ်စုံအယောင်ပြောင်းသွားသည်နှင့်တပြိုင်နက်သူခန္ဓာကိုယ်အတွင်းအန္တရာယ်တစ်ခုရောက်နေပြီဖြစ်ကြောင်းသူသဘောပေါက်လိုက်သည်သူ၏လက်ဝါးကိုပြန်လှည့်ကြည့်လိုက်သောအခါအစိတ်ရှိသည့်တွေးဆုပ်ဖို့ကောင်ဝေးတစ်ကောင်သည်သူ့လက်ကိုကိုက်ခဲထားသည်ကိုတွေ့လိုက်ရသည်သူမျက်နှာသည်ရောင်ရမ်းလာပြီးအမြင်အာရုံများဝေဝါးလာသည်သူသည်ချက်ချင်းပင်ဖခင်ဖြစ်သူထံအကူအညီတောင်းလိုက်သည်စေးတစ်တာကိုထုတ်ပေးပါကျွန်တော်ကိုစေးထုတ်ပေးပါဟုပြောလိုက်သည်ကလေးငယ်သည်ပထမကြိမ်စေးကိုကိုယ်တိုင်ထိုးလိုက်တော်လဲဒုတိယအကြိမ်ထပ်ထိုးရမှာအားမရှိတော့ပေဖခင်ဖြစ်သူကဒီဒုတိယအကြိမ်စေးကိုမထိုးရင်မင်းတည်လိမ့်မယ်ဟုပြောသည်သူသည်မြေပြင်ပေါ်သို့လဲကျသွားတော်လဲနောက်ဆုံးတွင်အာတင်းကဒုတိယအကြိမ်စေးကိုထိုးလိုက်နိုင်ခဲ့သည်ကလေးငယ်သည်ညနေမစောင်းမီပြန်နိုးလာသည်သူသည်အာကာသယာဉ်စီသို့10ကီလိုမီတာအကွာဝေးကိုပြေးရမည်ဖြစ်တော်လဲအလင်းစလိုဖြစ်နေသည့်အတွက်သူ၏အသက်ရှူပြုံတစ်ခုကိုဖျက်ဆီးမိသွားသည်သူသည်အာကာသယာဉ်စီသို့မရောက်နိုင်တော့မီကိုသဘောပေါက်သွားခဲ့သည်သူသည်ဤအကြောင်းကိုဖခင်ကိုလှုပ်ဝက်ထားတော်လဲဖခင်ဖြစ်သူကမူသိရှိနေနေပြီဖြစ်သည်ညရန်သို့ရောက်သောအခါမိုးချုံတံများပေါ်လာပြီးမိုးတိတ်ထန်စွာရွာသွန်းလာသည်နောက်ဆုံးတွင်သူသည်ထိုနေရာ၌ပင်အိပ်ပျော်သွားခဲ့သည်မနက်မိုးလင်းသောအခါသူသည်အာကာသယာဉ်စီသို့ပြန်ပြေးသည်အနှဲငယ်လမ်းလျှောက်ပြီးနောက်တေဆုံးနေသည့်မြောက်ကောင်ပေါင်းထောင်နှင့်ချီ၍ရှိနေသည်ကိုတွေ့လိုက်ရသည်အနေအများသည့်တရားတစ်မျိုးမျိုးအနီးနားတွင်ရှိနေပုံရသဖြင့်သူသည်လမ်းကြောင်းပြောင်းလိုက်ပြီးသို့သောဒီဆုံးဖြတ်ချက်မှာသူ့အတွက်ကန်းဆိုးမှုမောင်ကျစရာဖြစ်လာသည်သူရှိတွင်6ကမ်းပါးကြီးတစ်ခုကိုတွေ့လိုက်ရသည်ဖခင်ဖြစ်သူကအခုဘာဆက်လုပ်မလဲမင်းမှာအသက်ရှူဖို့အရင်တစ်ခုပဲကျန်တော့တယ်အဲ့ဒါက2ရက်ပဲခံမှာတခြားလမ်းကိုရွေးရင်တော့အာကာသယာဉ်စီရောက်ဖို့3ရက်ကြာလိမ့်မယ်ဟုမေးသည်ကလေးငယ်ကကျွန်တော်ဒီကနေပဲခုံချမယ်ဟုပြန်ပြောသည်ဖခင်ဖြစ်သူကတားဆီးရန်ကြိုးပမ်းတော်လဲသူကကျွန်တော်လူကြောင့်မဟုတ်ဘူးဟုပြောပြီးနောက်အရှိန်ကအမြင့်ကြီးမှခုံချလိုက်သည်သူသေဆုံးနိုင်သည်ကိုသိတော်လဲအောက်သို့ပြုတ်ကျစေတွင်သူ့ကိုဖမ်းယူရန်ပြန်ဝဲနေသည့်လင်းယုံကြီးတစ်ကောင်ကိုမြင်လိုက်ရသည်ထို့နောက်သူသည်ရေတကိုတစ်ခုနှင့်တိုက်မိပြီးတတိလစ်သွားသည်သူတတိပြန်လာသောအခါလင်းယုံတိုက်ထဲတွင်နေသည်ကိုတွေ့လိုက်ရတော့လဲသူ၏အန္တရာယ်မှာပြီးဆုံးသွားခြင်းမရှိသေးပေကလေးငယ်၏အာကာသဝတ်စုံအယောင်ပြောင်းသွားသည်နှင့်တပြိုင်နက်သူခန္ဓာကိုယ်အတွင်းအန္တရာယ်တစ်ခုရောက်နေပြီဖြစ်ကြောင်းသူသဘောပေါက်လိုက်သည်သူ၏လက်ဝါးကိုပြန်လှည့်ကြည့်လိုက်သောအခါအစိတ်ရှိသည့်တွေးဆုပ်ဖို့ကောင်ဝေးတစ်ကောင်သည်သူ့လက်ကိုကိုက်ခဲထားသည်ကိုတွေ့လိုက်ရသည်သူမျက်နှာသည်ရောင်ရမ်းလာပြီးအမြင်အာရုံများဝေဝါးလာသည်သူသည်ချက်ချင်းပင်ဖခင်ဖြစ်သူထံအကူအညီတောင်းလိုက်သည်စေးတစ်တာကိုထုတ်ပေးပါကျွန်တော်ကိုစေးထုတ်ပေးပါဟုပြောလိုက်သည်ကလေးငယ်သည်ပထမကြိမ်စေးကိုကိုယ်တိုင်ထိုးလိုက်တော်လဲဒုတိယအကြိမ်ထပ်ထိုးရမှာအားမရှိတော့ပေဖခင်ဖြစ်သူကဒီဒုတိယအကြိမ်စေးကိုမထိုးရင်မင်းတည်လိမ့်မယ်ဟုပြောသည်သူသည်မြေပြင်ပေါ်သို့လဲကျသွားတော်လဲနောက်ဆုံးတွင်အာတင်းကဒုတိယအကြိမ်စေးကိုထိုးလိုက်နိုင်ခဲ့သည်ကလေးငယ်သည်ညနေမစောင်းမီပြန်နိုးလာသည်သူသည်အာကာသယာဉ်စီသို့10ကီလိုမီတာအကွာဝေးကိုပြေးရမည်ဖြစ်တော်လဲအလင်းစလိုဖြစ်နေသည့်အတွက်သူ၏အသက်ရှူပြုံတစ်ခုကိုဖျက်ဆီးမိသွားသည်သူသည်အာကာသယာဉ်စီသို့မရောက်နိုင်တော့မီကိုသဘောပေါက်သွားခဲ့သည်သူသည်ဤအကြောင်းကိုဖခင်ကိုလှုပ်ဝက်ထားတော်လဲဖခင်ဖြစ်သူကမူသိရှိနေနေပြီဖြစ်သည်ညရန်သို့ရောက်သောအခါမိုးချုံတံများပေါ်လာပြီးမိုးတိတ်ထန်စွာရွာသွန်းလာသည်နောက်ဆုံးတွင်သူသည်ထိုနေရာ၌ပင်အိပ်ပျော်သွားခဲ့သည်မနက်မိုးလင်းသောအခါသူသည်အာကာသယာဉ်စီသို့ပြန်ပြေးသည်အနှဲငယ်လမ်းလျှောက်ပြီးနောက်တေဆုံးနေသည့်မြောက်ကောင်ပေါင်းထောင်နှင့်ချီ၍ရှိနေသည်ကိုတွေ့လိုက်ရသည်အနေအများသည့်တရားတစ်မျိုးမျိုးအနီးနားတွင်ရှိနေပုံရသဖြင့်သူသည်လမ်းကြောင်းပြောင်းလိုက်ပြီးသို့သောဒီဆုံးဖြတ်ချက်မှာသူ့အတွက်ကန်းဆိုးမှုမောင်ကျစရာဖြစ်လာသည်သူရှိတွင်6ကမ်းပါးကြီးတစ်ခုကိုတွေ့လိုက်ရသည်ဖခင်ဖြစ်သူကအခုဘာဆက်လုပ်မလဲမင်းမှာအသက်ရှူဖို့အရင်တစ်ခုပဲကျန်တော့တယ်အဲ့ဒါက2ရက်ပဲခံမှာတခြားလမ်းကိုရွေးရင်တော့အာကာသယာဉ်စီရောက်ဖို့3ရက်ကြာလိမ့်မယ်ဟုမေးသည်ကလေးငယ်ကကျွန်တော်ဒီကနေပဲခုံချမယ်ဟုပြန်ပြောသည်ဖခင်ဖြစ်သူကတားဆီးရန်ကြိုးပမ်းတော်လဲသူကကျွန်တော်လူကြောင့်မဟုတ်ဘူးဟုပြောပြီးနောက်အရှိန်ကအမြင့်ကြီးမှခုံချလိုက်သည်သူသေဆုံးနိုင်သည်ကိုသိတော်လဲအောက်သို့ပြုတ်ကျစေတွင်သူ့ကိုဖမ်းယူရန်ပြန်ဝဲနေသည့်လင်းယုံကြီးတစ်ကောင်ကိုမြင်လိုက်ရသည်ထို့နောက်သူသည်ရေတကိုတစ်ခုနှင့်တိုက်မိပြီးတတိလစ်သွားသည်သူတတိပြန်လာသောအခါလင်းယုံတိုက်ထဲတွင်နေသည်ကိုတွေ့လိုက်ရတော့လဲသူ၏အန္တရာယ်မှာပြီးဆုံးသွားခြင်းမရှိသေးပေ